ကြည့်ပါ လုံးပြုတ်လို့လေလက်လုံးရှာ ဘယ်ပြောလဲပြော အောင်လုပ်ပြီနော်ဒီလက်တောင်းလာပြီရပါ ဘာဖြစ်လို့လောက်အောင်လုပ်မလဲ AI နဲ့ပြန်ပြင်မလဲ ဒီအိုင်ဒီတော့ပြင်ပြီးတော့လာ ကျွန်တော်အဖိုးကြီးတယောက်လာပြီတော့ထိုင်းที่ပို့ပေးမယ်သလားဒီဘက်လဲပေးပါဦးတစ်ချက်လောက်အားလောက်อ่ะ အဲ့ဒါပြောပါလေအလူကိုင်းနဲ့တက်ကြွယ်လာလို့လူကိုပြောင်းလို့ရရတယ်နဲ့ အဲ့ဒါများသွား ပြောင်းတော့ဘူးပြောင်းတယ်။ပြန်ရိုက်မှရမှာလောကပြောင်းရှင်။ဟုတ်တယ်လေတော့လောကပြောင်းရှင်ပြန်ရိုက်မှရမှာ ဒီမှာကပြက်လိုက်ပြီ ။ဟုတ်ကဲ့